မင်္ဂလာပါထိုင်းစံတော်ချိန်တနာရီနဲ့18မိနစ်ရှိပါပြီကျွန်တော်အခုမှပြီးတယ်ဆိုတာအစည်းအဝေးတွေပြီးတယ်เนาะဒီညသတင်းနာရီတိုင်းမိခင်တိုင်ရင်တဲ့ကမ်ပိန်းမှာလဲကျွန်တော်အပိစကားပြောဖိတ်ထားတယ်9နာရီမှာကမ်ပိန်းစတက်ကပါတယ်အဲ့တော့ဒီမှာ Academy နေအောင် YouTube ကိုစီတော့ဆိုပြီးတော့ဦးငါမင်းဆွေကပွတ်တင်တာတဲ့ဘာတင်လဲတော့မသိဘူးအဲ့တော့ကြည့်လိုက်နော် Academy နေအောင်နဲ့ YouTube ကိုစီတို့ဟုတ်ကဲ့အားလုံးချစ်လောက်စွာတော့မြန်မာများနေကောင်းကြမှာကြလားခင်ဗျဒီနေ့တော့ကျွန်တော်ဒါ Academy နေအောင်နဲ့YouTube ကိုစီပေါ့နော်YouTube မှာနာမည်ကြီးကိုစီပေါ့ဗျာသူတို့နှစ်ယောက်ကိုဒါကျွန်တော်ထောင်ကထွက်လာပြီးတော့ဝေဖန်ထောက်ပြခဲ့တာတွေရှိတယ်ဗျာနော်အဲ့ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ live လွှင့်မယ်ဗျာနော်ဒီနေ့အခုဒီနေ့ဒီဇင်ဘာလ2ရက်ပေါ့နော်ည9နာရီဒီဇင်ဘာလ2ရက်ည9နာရီမှာတိမှာကျွန်တော် live လွှင့်ပါမယ်အဲ့တော့အဲ့ဒီ live မှာနော် Academy နေအောင်ပေါ့ဗျာဦးနေအောင်နဲ့ကိုစီတို့ပေါ့နော် YouTube ကကိုစီတို့ကျွန်တော် live မှာတက်ပြီးတော့နော်ဆွေးနွေးနိုင်ပါတယ်နော်ဖိတ်ခေါ်ပါတယ်နော်ချစ်ခင်လေးစားစွာနဲ့ဖိတ်ခေါ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်တို့အခုလိုဖိတ်ခေါ်တဲ့အတွက်ကျွန်တော်အခုလိုဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဒါပေမဲ့လို့စပြောပါကျွန်တော်ဝေဘာနာနဲ့ပတ်သက်ပြီးတော့ဦးနေအောင်ကြီးဘက်ကဘာပြောလဲတော့ကျွန်တော်မသိဘူးဗျာနော်သူတို့အတိုင်းဝိုင်းနဲ့ကျွန်တော်နဲ့လည်းတိတ်မနီးဆောင်နော်အဲ့တော့ line ပေါ်မှာလည်းကျွန်တော်မတွေ့ဘူးတော့နော်အဲ့တော့ဦးနေအောင်ကြီးလည်းပြောစရာရှိရင်တက်ပြောနိုင်ပါတယ်နော်တယောက်တော့တယောက်ချစ်ခင်လေးလေးစားစားပါပဲနော်ကိုစီကတော့ကျွန်တော်ဝေဘာနာနဲ့ပတ်သက်ပြီးတော့သူကျွန်တော်ကိုဝေဘာထောက်ပြနာပတ်သက်ကျွန်တော်သူမေးခွန်းတွေပြန်မေးထားတယ်ဗျာနော်ပြန်မေးထားတယ်အဲ့တော့ကျွန်တော်ပြန်ဖြေပေးပါမယ်နော်မျက်နှာချင်းဆိုင်ဖြေရတာပိုကောင်းတယ်ဗျာနော်အဲ့ဒီမှာတထိုင်နဲ့ခင်ဗျားဘက်ကလည်းပြန်ပြီးတော့ပြောနိုင်တာပေါ့နော်အဲ့တော့ကိုစီလည်းတက်လာပါနော်ချစ်ခင်လေးစားစွာနဲ့ကိုစီကိုလည်းဖိတ်ခေါ်ပါတယ်နော်ဟုတ်ကဲ့နော်ဒီနေ့ညနော်ဒီနေ့ဒီဇင်ဘာလ2ရက်နေ့ည9နာရီတိပါနော်ကျွန်တော် live တက်ပါမှာနော်ကျွန်တော် live ထဲကိုဝင်လာခဲ့ကြပါနော်ဟုတ်ကဲ့အားလုံးဆင်ပြေကြပါစေဗျာမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါဗျာသူကဟုတ်ပါတယ်ဝေရက်ကတော့ကသူပြောထားတဲ့ဟာပေါ့နော်သူကကျွန်တော်ကိုဘာပြောထားလဲဆိုတော့ဒီပကနေကျွန်တော်ကိုတွေးခွဲတယ်ပေါ့အဓိကကျွန်တော်ပြောတဲ့စကားကိုသူပြောထားတာအဲ့ဒါဘာလဲဆိုတော့လက်ရှိ9ဆိုပြီးပြန်လွတ်တယ်ပြန်လွတ်တဲ့ဟာတွေဟာစဖန်းတဲ့ကမတရားဖမ်းထားတာအတွက်ပြန်လွတ်တာကိုကတော့ပါလီးမကျေးဇူးမတင်နိုင်ဘူးလို့ကျွန်တော်ကပြောထားတယ်အဲ့ဒီစကားပေါ်မှာသူကဘာပြန်ပြောလဲဆိုတော့ဒီဟာကားတဲ့9ဖမ်းတာကသူ့ကို NLD အစိုးရလက်ထက်ကတော့နော်9နဲ့ဖမ်းတာမဟုတ်ဘဲနဲ့တမရကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ဖမ်းတာအခုမှတော့9ကိုဝင်းတွေကနေမြေကန်ရဲတွေကဖမ်းတာအဲ့တော့သူ့အနေနဲ့မင်းအောင်လှိုင်ကိုကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောထားတော့ကျွန်တော်ကပြန်ပြောထားပါတယ်မင်းအောင်လှိုင်ဟာနိုင်ငံတော်အကြီးအကဲဖြစ်တာလားနော်နိုင်ငံခေါင်းဆောင်လားမင်းအောင်လှိုင်ဟာလက်ရှိအာဏာသိမ်းထားတာနော်ပုံမှန်112အရနိုင်ငံအာဏာကိုမတရားလူယူတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ဟုတ်လားမဟုတ်ဘူးလားဒါလေးကိုပြန်ပြောပေးပါတော့ဒါကိုကျွန်တော်ပြန်ပြောခဲ့တယ်အဲ့တော့ तू ကအခုကျွန်တော်တို့ဖိတ်ခေါ်တာပေါ့နော်အဲ့တော့ဒီညအားလုံးမြင်တဲ့အတိုင်းအခုထိုင်းဆန်တော်ချိန်နော်ညတနာကြီးကြော်ပြီကျွန်တော်အခုထိမပြီးသေးဘူးဒီမှာဝန်နေကတိန်း1000ကမ်ပိန်းမှာကျွန်တော်တာဝန်ယူထားတဲ့တိန်း1000ကိုကျွန်တော်တို့ကူညီမဲ့တူတွေအခုဘန်နေလာတော့က Messenger မှာမနေ့ကကျွန်တော်ပြထားတွေ့မှာပါတန်းစီနေအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့အခုအလဲနဲ့ချမှာဖြစ်တဲ့အတွက်အခုချိန်နဲ့ကျွန်တော်အလုပ်ပြီးသေးတာမဟုတ်ဘူးเนาะအဲ့တော့ဦးငါမင်းစေကိုကျွန်တော်ပြောချင်တာကကျွန်တော်မှအဲ့လောက်အချိန်မပေါ်ပါဘူးเนาะဒါတစ်ချက်နောက်တစ်ချက်ကဦးနေအောင်လို့လူမျိုးနဲ့ကျွန်တော်တို့ဆွေးနွေးလို့အဖြေရအောင်မဟုတ်ပါဘူးကျွန်တော်နိုင်ငံရေးဆိုတာတွေးဆုံဆွေးနွေးရေးကနေအဖြေရှာကြတာမှန်ပေမဲ့เนาะဒီလိုအဖြေမဲ့တဲ့လူမျိုးနဲ့ကျွန်တော်ဆွေးနွေးတဲ့ဘာမှထူးမှာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်မှအဲ့လောက်အချိန်မပေါ်ပါဘူးနောက်တစ်ခုကဦးငါမင်းဆိုဆွဆွဲထားသလိုဒီပကလူတွေကမင်းတို့ကဒီဘက်မှာနေပြီးတော့ဒီလက်ရှိစစ်တပ်နဲ့
ပြည်သူကိုတွေးခွဲတယ်ဆိုရင်တွေးခွဲတယ်ဆိုတာကမဟုတ်မမှန်တာတွေနဲ့လောက်ကြံလီဆယ်ပြီးရန်တိုက်ပေးတာကိုတွေးခွဲတယ်ခေါ်ပါတယ်နော်ကျွန်တော်အခုတောက်လျှောက်ပြောထားတဲ့ YouTube မှာဝင်ကြည့်ပါကျွန်တော်တင်ထားတဲ့သတင်းတွေမဟုတ်တာကိုဟုတ်ပါတယ်လို့လောက်ကြံလီဆယ်ပြီးတော့ပြောထားတဲ့အရာရှိလာခဲ့ပါကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းဝင်ယူပါတယ်ဒါပေမဲ့လက်ရှိအခုနော်ဘာစစ်တိုက်ပွဲမှမဖြစ်ဘဲနဲ့ပြည်သူတွေပဲရှိတယ်လက်နက်ကင်လည်းမရှိဘူး PDF လည်းမရှိဘူးဘယ်သူမှမရှိဘဲနဲ့ဘုံကျဲကန်ထိွားတဲ့ data ကပြည်သူတွေနော်ညဘက်ဖမ်းသွားပြီးမနဲ့အလောင်းလာပြန်ပို့တဲ့ပြည်သူတွေစစ်တောင်းထိုးလို့ထွက်ပြေးတဲ့နေရာမှာထွက်မပြေးနိုင်လို့အတက်ကြီးလို့ခေါင်းဖြတ်ပြီးတက်ခံထီးတဲ့တက်ကြီးရွယ်အိုတွေလီယိုချုပ်ပြီးလင်ရှင်းမှာမရမရင်းချစ်တက်ခံရတဲ့ပြည်သူတွေနော်မျိုးစုံစာတင်ကျောင်းကိုဘုံကျဲလိုက်လို့ခလေးတွေတေးရတဲ့ပြည်သူတွေစစ်ချောင်စငန်းကိုဘုံကျဲလိုက်လို့တေးရတဲ့ပြည်သူတွေနော်အခုမွန်ပြည်နယ်ကြိုက်ထုံဟုတ်တယ်ခင်ဗျားတို့နော်ဦးငါမင်းတွေခင်ဗျားဒေတာကြိုက်ထုံဘုံကြီးကျောင်းစစ်တပ်ဘုံကျဲထားတယ်တွားကြည့်ပါခင်ဗျားကထောင်ဝမ်းလွတ်လာပြီနော်အဲ့ဒီဘုံကြီးကျောင်းမှာဘုံကျဲတဲ့အချိန်မှာဘုံကြီးတွေအဲ့ဒီကျောင်းပြက်ထဲကနေတွေးတန်လုံးလုံးနဲ့ထွက်လာရတယ်ဘာလက်နက်ကင်မှလည်းမရှိဘူးပြည်သူတော်မရှိဘူးအဲ့လိုကျဲတာတွေအဲ့ဒါတွေဟာတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်တဲ့စစ်တပ်တစ်ခုရဲ့လုပ်ရက်လားတိုင်းပြည်ကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်စစ်သွေးကြွရဲ့လုပ်ရက်လားနော်အဲ့တော့အဲ့ဒါဦးငါမေးဆိုနေကြည့်ပါဒီထက်မကပြစ်ချက်တွေအများကြီးရှိပါသေးတယ်နော်နောက်တစ်ခုကလက်ရှိဒီနေ့ကျွန်တော်တို့တိုင်းပြည်ဟာပျက်စီးခြင်းကိုဥတီပြီးတွားနေတယ်နော်လက်နက်ကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းသား EAO တွေကိုမေးကြည့်ပါခင်ဗျားတို့လက်နက်ကင်ပြီးတိုင်းပြည်ကိုအခုလိုတိုက်ချင်လားအေဂျင့်တာရတဲ့ Federal Democracy ကိုလိုချင်လားနော်ဒီတိုင်းပြည်ဒီလိုဖြစ်အောင်လုပ်တာဒီအဲ့ဒီလက်နက်ကင်ထားတဲ့ PDF တွေနဲ့တိုင်းသား EAO တွေလားမင်းအောင်လှိုင်လားအကယ်မင်းအောင်လှိုင်ဟာ2021မှာအာဏာမသိမ်းတဲ့တိုင်းပြည်ဟာဒီလိုအခြေအနေဖြစ်လာမလားစဉ်းစားကြည့်ရင်သိပါတယ်ဗျာနော်အဲ့နိုင်ငံရေးဓမ္မဆိုပြီးတော့မှန်တာမှားတာကောင်းတာဆိုးတာကိုလှစ်လှူရှုပြီးတော့ရအောင်ကိုယ်ပတ်ပြီးတော့ပြောချင်တာပြောမယ်ဆိုရင်တော့လေဒါကတော့ခမရတဲ့ဘောပါကြိုက်တယ်လို့ပြောပါကျွန်တော်ဒီနိုင်ငံရေးဓမ္မမဟုတ်ပါဘူးနော်ကျွန်တော်ခမရလောက်လဲကျွန်တော်မသိဘူးဒါပွင့်လင်းပြောတာတာမန်ပြည်သူတွေကပြည်သူတွေကဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်အတွက်နိုင်ငံအရေးအတွက်မတရားတာကိုကျွန်တော်လက်မခံဘူးမှန်တဲ့ဘက်ကစန့်ကျင်တယ်နော်မှန်တဲ့ဘက်ကရက်တည်ပြီးမတရားမှုကိုစန့်ကျင်တယ်အဲ့ဒီအတွက်ကျွန်တော်ဟာလက်ရှိတော်လှန်ရေးကာလဖြစ်တဲ့အတွက်တော်လှန်ရေးမှာပါဝင်တဲ့ပြည်သူတွေကနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်အတွက်မှားရင်မှားတယ်တော့ကျွန်တော်ပြောမှာပဲမကောင်းရင်မကောင်းဘူးပြောမှာပဲဘာဖြစ်လို့လဲလူတွေအားလုံးထဲမှာတရားဝါတွေအားလုံးထဲမှာလူလို့တတ်မှတ်ခံရတာဘာဖြစ်လို့လဲအမှားအမှန်အကောင်းအဆိုးအကြောင်းအကျိုးကိုခွဲခြားနိုင်လို့တော့အမှားတယ်မှန်တယ်ကောင်းတယ်ဆိုးတယ်အကြောင်းအကျိုးတွေကိုဆက်ဆက်ပြီးမကြည့်နိုင်ဘူးဆိုရင်တလိမ့်ဆန်တဲ့အတူတူပဲအိတ်မဲ့စားမဲ့မေထုံမီဝဲမဲ့ဒါတော့ပဲသိရင်အဲ့ဒါတလိမ့်ဆန်ပဲလူလို့ခေါ်လို့မရအောင်နော်အဲ့တော့နေအောင်ပြောခဲ့တဲ့စကားလိုပဲနော်နေအောင်ပြောတဲ့စကားကိုကျွန်တော်ကောက်ကြည့်ပြောမယ်ဆိုရင်ဒါတလိမ့်ဆန်စကားပဲနော်ဒါရိုင်းနေမဟုတ်နော်တက်ရောက်မှုကအဲ့တိုင်းရှိတယ်မှားမှန်မှန်ငါနိုင်ငံဆိုငါနိုင်ငံဟာဆိုတိုင်းမှားမှန်မှန်ဖြစ်ကမှလားမှားနေတဲ့ငါနိုင်ငံကိုမှန်အောင်ဖြစ်ကမှလားအတိတ်ပဲစကားနှလုံးကြီးကအရန်กว่าတယ်နော်မှားမှန်ငါနိုင်ငံတို့ပြောလိုက်တာဒီနိုင်ငံချစ်တာလားမှားနေတဲ့ငါနိုင်ငံကိုကောင်းအောင်လုပ်မယ်နိုင်ငံချစ်တာလားဒီစကားလုံးနှလုံးကိုမြင်အောင်ကြည့်ပါနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးငါလူဆိုးဆိုးမဆိုးဆိုးငါလူမျိုးဆိုတာငါလူမျိုးကကောင်းလောင်စိုးနေကောင်းအောင်လုပ်ကမှာလားဒါမှမဟုတ်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးလားအဲ့ဒါဘယ်သူကလူမျိုးကိုချစ်တာတယောက်ကဆိုးဆိုးမဆိုးဆိုးငါလူမျိုးကျွန်တော်တို့အတိတရားနဲ့စဉ်းစားတတ်တဲ့လူကြတော့ငါလူမျိုးစိုးနေတယ်ငါလူမျိုးသူများလူမျိုးတွေချစ်ခင်လာအောင်သူများလူမျိုးတွေအထင်ကြီးလာအောင်သူများလူမျိုးတွေလေးစားလာအောင်သူများလူမျိုးတွေယိုသေးလာအောင်သူများလူမျိုးတွေအားကျလာအောင်သူများလူမျိုးတွေနေရာပေးလာအောင်မှားနေတဲ့ငါလူမျိုးငါအဲ့လိုလုပ်ပေးမယ်ကျွန်တော်တို့လူအဲ့ဒါဘသူကလူမျိုးချစ်တာလဲနော်ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်တယ်ငါကောင်းဆောင်မကောင်းရင်ကောင်းအောင်လုပ်ကမှာလားမကောင်းတဲ့ခေါင်းဆောင်ခေါင်းအောင်လုပ်လို့မရရင်ခေါင်းဆောင်ပြောင်းရမှာလားကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်ပဲလားအဲ့ဒါအဖြေနော်အဲ့တော့အဲ့ဒီစကားတွေအားလုံးကတလိမ့်ဆန်စကားတွေဒီစကားကိုဒီအသက်အရွယ်လူတယောက်ဆိုတာထွက်ပြောတယ်ဆိုတဲ့ကအဲ့လိုလူမျိုးကိုကျွန်တော်တို့ကတွေးဆုံဆွေးနွေးပြီးတော့အဖြေရှာလို့ရမှာလားဒါကြောင့်မလို့နော်နေအောင်လိုလူမျိုးနဲ့ကျွန်တော်တို့တွေ့ပြီးစကားပြောမယ်ဆိုတော့နေအောင်ကကျွန်တော်တို့ထက်အများကြီးစီနီယာနော်ဒါပေမဲ့ဥတော်ကျွန်တော်တတ်မခွန်နိုင်ဘူး
ဘာဖြစ်လို့အတက်ကြီးချင်းကျွန်တော်တို့ယူတည်စရာမလိုဘူးကြီးသူယူတည်ရွယ်သူလေးစားငယ်သူတရားဆိုတဲ့ဂါရဝတရားဆိုတာကျွန်တော်တို့လူပီကြမှာဂါရဝတရားထားလို့ရတယ်လူမပီကြဘဲနဲ့တလိษံဇယိုက်တလိษံအသွေးတလိษံစကားတွေပြောနေမယ်ဆိုရင်ကျွန်တော်တို့ကအတက်ကြီးတာပေဖို့နီးတာပဲရှိတယ်ဂါရဝတရားထားစရာမလိုမထားနိုင်ဘူးနော်အခုနေအောင်ထပ်ပြောလိုက်တဲ့စကားကြားမှာပါနော်ဦးမမင်းဆွေကိုယ်တိုင်ဝေဖန်ထားတယ်ဟမ်မထောက်ခံတဲ့လူအကုန်တပ်ပလိုက်ဆိုတော့စဉ်းစားကြည့်ဒါတွေကဒီအသက်အရွယ်လူတယောက်ကပြောရမယ့်စကားလားအဲ့တော့နေအောင်ဆိုတာနော် MSC တာသူရထားတဲ့ဘွဲရသူတို့ဘွဲရထားတဲ့လူတယောက်ကဒီလိုစကားတွေထွက်ပြောရဲဆိုတော့ဒီလိုလူမျိုးကိုကျွန်တော်တို့ကတွဲဆုံဆွေးနွေးအဖြေရှာလို့ရမှာလားဒါကြောင့်မလို့အဲ့လိုလူမျိုးနဲ့တော့တန်းညီပြီးကျွန်တော်မခေါ်ပါနဲ့လို့မြစ်တာရက်ခံခြင်းနဲ့နော်ဦးငါမင်းဆိုအနေနဲ့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်လိုက်လွှင့်တဲ့ဟာမျိုးတွေကြုံမှာပါနော်လိုက်တောင်မှကျွန်တော်နေ့တိုင်းမလွှင့်နိုင်ဘူးအကြောင်းရှိမှကျွန်တော်တို့လွှင့်ပါလေသိလားအကြောင်းရှိဖို့ဆိုတာခွေးပစ်ဖို့နှခမ်းဒီဖို့လိုတယ်ဆိုတဲ့ဟာမျိုးကြရင်ကျွန်တော်တို့ကအရေးပေါ်လိုတဲ့ဟာမျိုးကြရင်လိုက်တနာရီဆိုတနာရီ2နာရီဆိုလွှင့်ပါအဲ့ဒီ2နာရီတွင်းမှာရတဲ့ငွေအားလုံးကျွန်တော်ရှာပြီးပို့ပါတယ်လက်ရှိကျွန်တော်ထောက်ဖို့လုပ်နေတာဖြစ်တဲ့အတွက်နော်ပြည်သူတွေရဲ့ထောက်ပံ့မှုကိုကျွန်တော်တို့စနစ်တကျလက်ခံတယ်ဒါတွေပို့ဆောင်ပေးရပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာအချိန်မရှိပါဘူးနော်ကျွန်တော်မှအချိန်ကြီးအဲ့လောက်ပေါ်နေပါဘူးအဲ9ကိုဝယ်10ကိုခွဲတော့ခွဲနိုင်မယ်ဆိုရင်တော့ဦးငါမင်းဆွေဖိတ်တဲ့နော် like ကလေးကိုကျွန်တော်တက်ပေးပါတယ်လို့နော်အဲ့ဒါလေးအကြောင်းကြားတာပါ